အိတ်ခမ်းချင်းလေးဆိုပြီးအလျှော့မပေးပါနဲ့အိယာကို80စင်တီမီတာခန့်မြင့်တင်လိုက်ရုံနဲ့နေရာသုံးချနိုင်မှုကလုံးဝပြောင်းလဲသွားနိုင်ပါတယ်။အိမ်ပြုပြင်ဒီဇိုင်းကိုနားမလည်တဲ့သူအများစုကအိယာကိုအခန်းအလယ်မှာထားပြီးအဝတ်ဘီရိုကိုထောင်းတနေရာမှာပဲထားတတ်ကြပါတယ်။အဲ့ဒီလိုလုပ်လိုက်ရင်အဝတ်စားသိမ်းဖို့နေရာမလုံလောက်တော့သလိုစာရေးစပွဲထားဖို့လည်းနေရာမကျန်တော့ပါဘူး။ဒါပေမဲ့ဒီလိုဒီဇိုင်းပြောင်းလိုက်ရင်အခန်းချင်းလေးတောင်အံ့ဩစရာကောင်းလောက်အောင်အသုံးဝင်လာနိုင်ပါတယ်။အရင်ဆုံးသူ့ရည်စိန်တန်မဏိစတူရန်ပိုက်တွေကိုအသုံးပြုပြီးခိုင်မာတဲ့အိယာပေါင်ကိုတိဆောက်ကာအပြင်ဘက်ကိုတစ်သားအလှပြားနဲ့ဖုံးအုပ်ပေးပါတယ်။အပေါ်မှာတစ်သားပြားနဲ့မွေရာကိုတင်လိုက်တာနဲ့တက်တောင့်တက်တာရှိတဲ့အိယာတစ်လုံးရရှိသွားပါတယ်။အိယာအောက်မှာတော့ဆွဲထုတ်လို့ရတဲ့အန်ဆွဲကြီး၃ခုကိုထည့်သွင်းထားပြီးကလေးရဲ့ငယ်ဘဝကနေဆယ်ကျော်သက်ရွယ်အထိဝတ်ဆင်တဲ့အဝတ်စားတွေကိုစနစ်တကျသိမ်းဆည်းနိုင်ပါတယ်။အိယာဘေးနံရံမှာပျော့ပြောင်းတဲ့ကူရှင်အကာကိုတပ်ဆင်ထားတာကြောင့်အိပ်ရတာပိုပြီးတက်တောင့်တက်တာရှိပါတယ်။ Bedside table အစားနံရံအတွင်းထည့်သွင်းထားတဲ့စင်ငယ်လေးကိုပြုလုပ်ထားပြီးလိုအပ်တဲ့ပစ္စည်းတွေကိုအလွယ်တကူထားနိုင်ပါတယ်။ထို့အပြင်အိယာဘေးမှာ bedrail ကိုတပ်ဆင်ထားတာကြောင့်ကလေးအတွက်ပိုမိုလုံခြုံစေပါတယ်။အိယာခြေရင်းမှာတော့အတွင်းခံအဝတ်အစားခြေအိတ်နဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုတတ်ရက်သိမ်းဆည်းနိုင်မဲ့အန်ဆွဲကြီးနှစ်ခုကိုထည့်သွင်းထားပါတယ်။ဘေးမှာတော့ဆွဲထုတ်လို့ရတဲ့ storage cabin တစ်လုံးကိုထပ်ထည့်ထားပြီးရာသီအလိုက်အသုံးပြုတဲ့ဆောင်နဲ့အိယာပစ္စည်းတွေကိုသိမ်းဆည်းနိုင်ပါတယ်။အဲ့ဒီအပေါ်မှာတော့ကျမ်းပြင်ကနေမျက်နှာကျက်အထိအမြင့်ပြည့်အဝတ်ဘီရိုကိုတိဆောက်ထားတာကြောင့်ကုတ်အင်ဂျီကာဝင်နဲ့အရှေ့ဝတ်စုံတွေကိုအလွယ်တကူချိတ်ဆွဲသိမ်းဆည်းနိုင်ပါတယ်။သတင်းပေါက်ဘေးမှာတော့ကျယ်ဝန်းတဲ့စာရေးစပွဲတစ်လုံးကိုဖန်တီးထားပြီးကလေးအတွက်တက်တောင့်တက်တာစာကျက်နိုင်တဲ့နေရာတစ်ခုဖြစ်လာပါတယ်။အခန်းထောင်မှာလည်းကျမ်းပြင်ကနေမျက်နှာကျက်အထိအမြင့်ပြည့်စာအုပ်စိန်ကိုတက်ဆင်ထားတာကြောင့်စာအုပ်တွေတင်ထောက်ကူပစ္စည်းတွေနဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေကိုစနစ်တကျသိမ်းဆည်းနိုင်ပါတယ်။ဒီလိုပြန်လည်ပြုပြင်ပြီးတဲ့နောက်မှာ